အင်မတန်ပြင်းထန်တဲ့အစိတ်ရှိတဲ့မွေတော်ကောင်ကသူ့ကိုလှမ်းပြီးတော့ကြိုက်တာမထေရမြတ်ကြီးကဒါကိုလည်းမြင်တယ်နော်အဲ့ဒီမှာအဲ့ဒီနားနဲ့သူအစိတ်မှုန်ပြီးတော့တခါတည်းပဲပွဲချင်းပြီးသူသေဆုံးရှာတယ်သူနေ့လေတိုင်းစားဖို့အတွက်လှောလာတဲ့ပေါက်ပွင့်နေရှိတယ်နော်အဲ့ဒါကိုသူယူလာပြီးတော့ကင်ငါမစားတော့ဘူးမထေရမြတ်ကြီးကိုလှူလိုက်တယ်ဘာမှအဖိုးမတန်ပါဘူးနော်ပေါက်ပွင့်ဆိုတာဆင်းရဲလွန်းလို့ဒါလေးအစာပြေစားဖို့ယူလာတာပါပစ္စည်းကအဖိုးမတန်ပေမဲ့လို့စေတနာကဖြူစင်တဲ့ယုံကြည်မှုကပြင်းထန်တယ်ကုသိုလ်ကောင်းမှုတစ်ခုရဲ့အကြီးအသေးဆိုတာသူ့စိတ်ထဲမှာဘလောက်စူးစူးနစ်နစ်လေးလေးနက်နက်အေးအေးချမ်းချမ်းဖြစ်သွားတယ်လေဆိုတာပဓာနာပဲဟုတ်ရဲ့လားအဲ့ဒါနဲ့ငါသွားပြီးတော့လှူမယ်ဆိုပြီးတော့ယုံကြည်မှုတတ္တတရားအရင်အနည်းရှိတော့ဒါနဆိုတဲ့ကုသိုလ်ကောင်းမှုနဲ့သူစတင်ပြီးတော့ကြီးပွားပြီမြင်နိုင်တဲ့ကြီးပွားခြင်းတော့မဟုတ်ဘူးပေါ့သူ့ရဲ့အတွင်းမှာဖြစ်နေတာအဲ့ဒါနဲ့သူပတ်ပြီးတော့လှူတယ်ပေါက်ပွဲလှူတော့မထေရမြတ်ကြီးကအလှူခံအရှင်ဘုရားတို့သိတဲ့တရားသိပါရစေဘုရားတောင်းတိုင်းပြည်စီဆိုပြီးတော့အနုမောဒနာပြုပြီးတော့ပြန်ကြွသွားတယ်မထေရမြတ်ကြီးရဲ့နောက်ကျောတော်ကိုကြည့်ပြီးတော့သူကုသိုလ်သူပီတိဖြစ်နေတာသူကုသိုလ်ကိုသူပီတိဖြစ်နေတာအဲ့ဒါမထေရမြတ်ကြီးလည်းမျက်စိစုံကြွသွားပြီဆိုတော့သူနေတဲ့တဲလေးတွေကိုပြန်မယ်ဆိုပြီးတော့လှည့်ပြီးတော့2လမ်း3လမ်းလှမ်းလိုက်ရရှိသေးတယ်အဲ့ဒီကရင်ယူမြက်ကြားတဲ့ကနေအင်မတန်ပြင်းထန်တဲ့အစိတ်ရှိတဲ့မွေတော်ကောင်ကသူ့ကိုလှမ်းပြီးတော့ကြိုက်တာမထေရမြတ်ကြီးကဒါကိုလည်းမြင်တယ်နော်အဲ့ဒီမှာအဲ့ဒီနားနဲ့သူအစိတ်မှုန်ပြီးတော့တခါတည်းပဲပွဲချင်းပြီးသူသေဆုံးရှာတယ်ဒါပေမဲ့အင်မတန်နီးကပ်စွာကုသိုလ်ပီတိတွေဖြစ်ထားတာဆိုတော့အဲ့ဒီကုသိုလ်တို့ရဲ့အစွမ်းကြောင့်တာဝရဏနတ်ပြည်မှာသူဖြစ်တယ်ဖြစ်တော့ပေါက်ပွင့်နေနေပဲတဲ့သူ့ရဲ့ဗိမာန်ကတူသောအကျိုးပေါ့နော်အဲ့ဒါနဲ့ငါဒီကြီးကျယ်တဲ့စည်းစိမ်ကိုဘာကြောင့်ရလဲသူစဉ်းစားတယ်စဉ်းစားတော့ကျေးဇူးရှင်ကိုတွေ့တယ်ကျေးဇူးရှင်အစ်စ်ကဘယ်သူလဲဆိုတော့ကုသိုလ်ကောင်းမှုဒီတဲ့ကျေးဇူးရှင်အစ်စ်ကဘယ်သူလဲကုသိုလ်ကောင်းမှုကုသိုလ်ကောင်းမှုသူကုသိုလ်ကောင်းမှုကသူ့ကိုကောင်းတဲ့နေရာပို့လိုက်တာပဲနော်သူကဖန်တီးလိုက်တာသူကဖန်ဆင်းလိုက်တယ်လို့လည်းပြောလို့ရတယ်အဲ့ဒါနဲ့သူဆက်ပြီးတော့စဉ်းစားတော့ဒီကုသိုလ်ကဘယ်သူကြောင့်ဖြစ်တာလဲအကြောင်းထောက်ပံ့ရှာလိုက်တော့အရှင်မြတ်ကြီးရဲ့ကျေးဇူးတရားလည်းမကင်းဘူးအဲ့တော့ငါရဲ့ကျေးဇူးရှင်ဒီကုသိုလ်ကောင်းမှုနဲ့အရှင်မြတ်ကြီးပဲဟုတ်လားအဲ့ဒါနဲ့ငါကုသိုလ်ကောင်းမှုကိုထပ်ပြီးတော့တိုးပွားအောင်လုပ်မှဖြစ်မယ်နည်းနည်းလေးလုပ်တာတော့ဒီလောက်ကြီးကျယ်တဲ့အကျိုးကိုရတယ်ဆိုရင်ငါအများကြီးလုပ်ရင်ငါတစ်လျှောက်လုံးချမ်းသာမှာပဲပြီးတော့အရှင်မြတ်ကြီးစီမှာငါသွားပြီးတော့လုပ်မယ်ဆိုပြီးတော့အဲ့ဒီအရှင်မြတ်ဘယ်မှာသတင်းသုံးလဲလို့ကြည့်တော့သူသိတယ်သိတဲ့ခါကျသူဘာသွားလုပ်လဲဆိုတော့ညညစ်လက်ပြီးသကောင်းရောကြော်ပြီးဆိုလို့ရှိရင်အဲ့ဒီအရှင်မြတ်ကြီးသတင်းသုံးတဲ့ကြောင်းထဲကိုသူတမျက်စီးသွားလှည့်တယ်လူတွေအကုန်လုံးအိတ်နေတယ်နော်သူမအိတ်ဘူးတမျက်စီးလဲတယ်တောက်ရည်ဦးတွေရေထည့်တယ်နတ်စည်းစိမ်ခံစားပြီးတော့ရင်မူးနေတာမဟုတ်ဘူးဟုတ်လားကုသိုလ်ကောင်းမှုဒီလိုချမ်းသာစေတယ်လို့စောတော်ကတော့ယုံကြည်မှုနဲ့လုပ်တာအခုတော့လက်တွေ့ဖြစ်လို့ယုံကြည်မှုကပို့ပြီးတော့ကြီးတယ်သူလက်တွေ့ကြုံသွားတယ်လက်တွေ့နဲ့တွေးတာနဲ့တူပါမလားလက်တွေ့ဆိုတော့တရားတရားကပို့ပြီးတော့ကြီးတယ်အဲ့ဒါနဲ့သူဆက်ပြီးတော့ကြိုးစားနေတာအဲ့ဒါမထေရမြတ်ကြီးကမနဲ့လင်းတော့တကြောင်လုံးနဲ့တန့်ရှင်းလို့ကြည်ပါအောင်ကြီးဦးတွေကလည်းဆူရွှဲလို့အလုတ်ကျွေးကိုရင်တွေဦးစင်းတွေလှုပ်ထားတယ်လို့ထင်တာပေါ့မစင်သားမစင်ချင်တော့မသိဘူးအဲ့ဒါနဲ့2ရက်3ရက်ဒီလိုပဲနေတော့တနေ့တော့မထေရမြတ်ကြီးကစောစောညိုးတော့တမျက်စိလေးတန်ကြားတယ်ကပ်ပေါက်ကလည်းပဲအလင်းရောင်တွေဒီထဲကိုဝင်နေတယ်အဲ့ဒါနဲ့တကားပေါက်ကိုဖွင့်ပြီးတော့ကြည့်လိုက်တော့အဲ့ဒီနတ်သမီးတမျက်စိလေးနေတာအမြင်တယ်ဟေ့ဘယ်သူလဲမှန်လားပါအရှင်ဘုရားတို့ရဲ့တပည့်ပါဖေငါမှဒီလိုတပည့်မျိုးမရှိပါဘူးမှန်လားပါဗျာပေါက်ပွင့်လှူခဲ့တဲ့ဒကမပါဗျာကုသိုလ်ကောင်းမှုရဲ့ကျေးဇူးကြောင့်တပည့်တော်ကြီးပွားနေလို့ကုသိုလ်ကိုမျက်နှာလုံးလို့ကုသိုလ်လာလုပ်တာပါဗျာအရှင်ဘုရားရဲ့ကျေးဇူးကြောင့်အရှင်ဘုရားကြောင့်တော်တယ်လာလုပ်တာပါဗျာအေးအခါတိုင်းလုပ်နေတာလည်းနည်းနည်းလားမှန်ပါဗျာအဲ့လိုဆိုရင်ဒီနေ့ကစပြီးတော့နောက်ကိုမလုပ်တော့နဲ့တဲ့အရှင်ဘုရားဘာဖြစ်လို့တော့ဗျာတပည့်တော်လုပ်ပေးရစေကုသိုလ်သီးသားနဲ့တပည့်တော်ဘဝအတွက်အားကိုးရပါဗျာယုံကြည်တာဘို့အဲ့ဒီလိုပြောတော့အရှင်မြတ်ကြီးကမလုံးနဲ့တဲ့ဘာဖြစ်လို့လဲဆိုတော့တကယ်လို့နင်ကဒီလိုဝေယဝိဆတွေလာလုံနေရင်နောက်တစ်ချိန်မှာစံကြယ်တဲ့ရက်တောင်ကိုကန်ပြီးတော့ဟောကြမယ်တရားဟောဓမ္မကတိကတွေကရှင်မကတ္တမကိုရမြတ်ကြီးဟာနတ်သမီးဓမ္မရဲ့အပြုစုကိုခံသွားတယ်လို့တရားတဲ့ငါထည့်ပြီးတော့အဟောမခံနိုင်ဘူးတဲ့အဲ့လိုပြောတာဗျဟုတ်လား
အဲ့ဒါလိုပြောပြီးတော့ဟိုကလည်းပဲအရှင်ဘုရားလုပ်ပြရစီပေါ့အဲ့ဒီမှာပြောမရတော့လက်ဖြောက်တီးလိုက်တယ်အဲ့ဒီလက်ဖြောက်တီးတာကိုဘယ်လိုမှသူမခံနိုင်ဘူးအဲ့ဒါနောက်ဆုံးလက်ကောင်းငင်ကိုတက်သွားပြီးတော့အဲ့ဒီမှာသူဝမ်းနေလွန်းလို့ငိုကြွေးတာပြီးနေကုသိုလ်မလုပ်ရလို့ငိုတာအင်မတန်ဖိုးတန်တဲ့မျက်ရည်ပေါ့ဦးဇင်းတို့တော့တခါမှမငိုဘူးပါဘူးဟုတ်လားတခါတလေတေချာစဉ်းစားကြည့်နော်စဉ်းစားတဲ့အလေးတွေတော့သိကောင်းတာပဲဟုတ်လားဘလောက်ယုံကြည်မှုပြင်းထန်မလဲဆိုတာလေးပေါ့အဲ့ဒါလိုကုသိုလ်ကောင်းမှုမလုပ်ရလို့ငိုတယ်ဆိုတဲ့လက်သမီးရဲ့ငိုကြွေးတန်ကိုမြတ်စွာဘုရားကြားတော့မြတ်စွာဘုရားကသိပါတယ်သိတော့တကူတော်နဲ့ရောင်ကြီးတော်လွတ်ပြီးတော့သူ့ရှိမှပေါ်လာတဲ့လိုမျိုးဖန်ဆင်းပြီးတော့ဖြစ်သမီးဘာကြောင့်ငိုနေတာတော့ဒီလိုဒီเจ้าမှာပဲဘုရားလို့အကြောင်းဆုံးလျှောက်တော့စောင့်စည်းဖို့ရဟာငါသားတော်ယဟန်တော်တို့ရဲ့တာဝန်ပဲတဲ့ကုသိုလ်ကောင်းမှုကိုပြုဖို့ရကြတော့ကုသိုလ်ကိုတန်ဖိုးထားတဲ့ယုံကြည်တဲ့မျက်နှိုးတဲ့လူတွေရဲ့တာဝန်ပဲတဲ့ကုသိုလ်လုပ်စရာတွေအများကြီးရှိပါတယ်အဲ့ဒီမှာမြတ်စွာဘုရားကဂါထာလေးတစ်ပုဒ်ဟောတယ်ဘုံညင်စီပုရိသောကိရာနံပုဏ္ဏပုဏ္ဏံတမိသနံကိရာထဒုက္ခပုညတဥစ္စယောကုသိုလ်ကိုပြုကျင်တဲ့ဆန္ဒတွေကိုရုပ်သိမ်းမပြည့်နဲ့ကုသိုလ်ပြုကျင်တဲ့ဆန္ဒတွေကိုပြတ်မသွားအောင်မွေးထားရမယ်မွေးထားပြီးတော့ကုသိုလ်ကိုထက်ချီတလဲလဲပြုအောင်ကြိုးစားရမယ်အဲ့ဒါလိုထက်ချီတလဲလဲပြုလို့ကောင်းမှုတွေစုလာပြီဆိုရင်ကောင်းမှုတွေပုံလာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ချမ်းသာတော့တာပဲတဲ့ကောင်းမှုတွေစုပုံလာပြီဆိုရင်ချမ်းသာတော့တာပဲတဲ့ကောင်းမှုဆိုတဲ့နေရာမှာလှူဒန်းတာလေးတစ်ခုကိုကောင်းမှုလို့မတွက်ပါနဲ့နော်လှူဒန်းတယ်ဆိုတာကဥဒ္ဒနသာသနာတော်မြတ်ကြီးမှာသူ့ထက်မြင့်မြတ်တဲ့ကြီးကျယ်တဲ့ကုသိုလ်တွေအများကြီးရှိပါတယ်အဲ့တော့ကုသိုလ်ဆိုတာကိုလူငယ်တွေကောင်းကောင်းနားလည်ဖို့ရကစိတ်ထဲမှာအပြစ်ကင်းတဲ့အေးချမ်းတဲ့တန်ဖိုးရှိတဲ့မြင့်မြတ်တဲ့သဘောလေးဖြစ်သွားတာကိုကုသိုလ်လို့ခေါ်တာပါနော်အေးအဲ့ဒါလိုမြတ်စွာဘုရားကဟောလိုက်တော့သောတာပန်ဖြစ်တယ်ဗျမိသားကြီးအစဉ်စဉ်ကြီးထွားသွားပုံမလေးကြီးပွားသွားပုံမလေးမျက်ခြေမပြတ်နဲ့နော်အစားတုန်းကလေတောင်တဲလေးတုန်းကယုံကြည်မှုကလေးနဲ့ပေါ့ပွင့်လှူတယ်နတ်သမီးဖြစ်တယ်လက်တွေ့ယုံတော့ပို့ပြီးတော့ယုံတယ်ပို့ပြီးတော့ယုံတော့ပို့ပြီးတော့လှုပ်တယ်လှုပ်ရင်းလည်းကုသိုလ်တွေနဲ့ကြီးပွားလိုက်တာအခုအရိယာဖြစ်ပြီးငါသိရင်ဘယ်မြဲရောက်အောင်မလဲဆိုတဲ့တွေးစရာအကြောင်းပါမှမရှိတော့ဘူးတကယ်အကောင်းဆုံးသောလက်လာပါကိုသူရသွားပြီစိတ်ချရတဲ့ခံစားချက်ပေါ့ဟုတ်ရလားဦးဇင်းတို့တရားဓမ္မတို့ပုထုဇဉ်တွေဆိုတာစိတ်ချရတဲ့ခံစားချက်မရှိနိုင်ဘူးအဲ့ဒီမှာဦးဇင်းတို့ပြောနေတာကကုသိုလ်ကောင်းမှုတို့မှတစ်ဆင့်တကယ်ကြီးပွားခြင်းရတယ်ဆိုရင်တတ္တတရားအရင်အနည်းကိုအခြေခံရပါတယ်ဒါကြောင့်ကိုယ်ဘဝအနှစ်သာရရှိကုသိုလ်ကောင်းမှုတွေနဲ့ကုံလုံးကျွယ်ဝခြင်းနဲ့ဆိုရင်အရင်အနည်းကိုခိုင်မြဲအောင်ထူထောင်ထားရမယ်တတ္တတရားပထမအမေးနဲ့အဖြေပြီးကြစို့နော်ဒီပုံစံတိုင်းသွားရင်တရားရှိလိမ့်မယ်ဟုတ်လားပထမအမေးနဲ့အဖြေပြီးကြစို့ဒုတိယပါမေးထားလဲကောင်းကောင်းလေ့ကျင့်အားထုတ်ရင်ဘယ်အရာဒီချမ်းသာဒုက္ခကိုပေးနိုင်မလဲဘာလို့ရင်ချမ်းသာမှာလဲတဲ့အဲ့ဒါကိုမြတ်စွာဘုရားဖြေတော်မူပုံကလေးဓမ္မောသူစိန်သောဒုက္ခမဝဟတိဒေဝဗုဒ္ဓတိလိုရင်းနဲ့မေးလျှောက်လာတဲ့ဩနတ္တသူစိန်သောကောင်းစွာလေ့ကျင့်အားထုတ်အပ်သည်ရှိသောဓမ္မောသူတော်ကောင်းတရားသည်ဒုက္ခချမ်းသာဒုက္ခအမျိုးမျိုးကိုအဝဟတိဆောင်ခြင်းလို့ပြီးပါ၏ကောင်းကောင်းလေ့ကျင့်အားထုတ်ရင်ချမ်းသာဒုက္ခကိုပေးမဲ့အရာတွေသူတော်ကောင်းတရားပဲတဲ့ဦးဇင်းတို့ရဲ့နှုတ်ကသူတော်ကောင်းတရားလို့ပြောလိုက်တိုင်းဒေသတို့ရဲ့စိတ်ထဲကဒါနဆိုတဲ့ညိကတွေ့တာမှုနေပါစွာစွန့်လွတ်ခြင်းဒါနသည်လို့သူတော်ကောင်းတရားလို့နားလည်ရမယ်ကိုယ်နဲ့နှုတ်ကိုဗျံပဒမဖြစ်စေဘဲနဲ့အပြစ်ကင်းအောင်စောင့်စည်းခြင်းဆိုတဲ့သီလကိုလည်းသူတော်ကောင်းတရားလို့နားလည်ရမယ်နော်ကောင်းမြတ်တဲ့တခုရီသောအာယုံမှာတည်ငြိမ်တဲ့သဘောစိတ်ရဲ့တည်ငြိမ်ခြင်းတမာတိကိုသူတော်ကောင်းတရားလို့နားလည်ရမယ်တဘာဝတရားတွေရဲ့အမှန်သဘောတရားကိုအမှန်တိုင်းသိမြင်နားလည်တဲ့ပညာကိုလည်းသူတော်ကောင်းတရားလို့နားလည်ရမယ်ဒါနသီလတမာတိပညာသူတော်ကောင်းတရားလို့ပြောလိုက်တိုင်းဒီလေးလုံးကိုစိတ်ထဲမှာနားလည်ပြီးသားဖြစ်ရမယ်ဒါနရဲ့သီလရဲ့တမာတိရဲ့ပညာရဲ့အဲ့ဒီသူတော်ကောင်းတရားတွေဟာသူ့
အဆင့်နဲ့သူတတ္တဝါတွေကိုကောင်းကောင်းလေ့ကျင့်အားထုတ်ရင်ချမ်းသာဒုက္ခကိုပေးနိုင်တာကြီးပဲဒါနကလည်းဒါနနဲ့တန်တယ်လို့ပေးတာပေါ့သီလကလည်းသီလနဲ့တန်တယ်လို့ပေးတာပေါ့ဟုတ်ရလားအဲ့တော့တရားဓမ္မဆိုတဲ့သူတော်ကောင်းတရားဒီချမ်းသာဒုက္ခကိုပေးတယ်ဆိုတော့ဥစဉ်ကဘာသွားအမှတ်ရလဲဆိုတော့ဂထာလေးတစ်ပုဒ်ရှိတယ်ဗျဓမ္မောဟဝိရခတိဓမ္မစာရိဓမ္မောသူစိန်နောဒုက္ခမဝဟတိဧတံတိတံတိဓမ္မေသူစိန်တေနဒုက္ခတိကိစ္စတိဓမ္မစာရိလို့တရားရဲ့စွမ်းရည်ကို၃မျိုးလောက်ပြောထားတာရှိတယ်ဒါနပဲဖြစ်ဖြစ်သီလပဲဖြစ်ဖြစ်သမာဓိပဲဖြစ်ဖြစ်ပညာပဲဖြစ်ဖြစ်အဲ့ဒီသူတော်ကောင်းတရားပိုင်ရှင်ကိုသူတော်ကောင်းတရားသည်၃မျိုးသောအရာဌာနတို့ဖြင့်ချမ်းသာဒုက္ခကိုဖြစ်စေတယ်နံပါတ်1ဓမ္မောဟဝေရခတိဓမ္မစာရိတရားဆိုတာတရားကိုစောင့်တဲ့လူကိုပြန်ပြီးတော့စောင့်နေတဲ့စောင့်ရှောက်မှုပေးတာအန္တရာယ်ကိုကာကွယ်ရေးတာဝန်ယူတာပေါ့ဟုတ်ရဲ့လားဆိုကြပါစို့အရှင်ဘုရားရဲ့ဒါနကဘာတာဝန်ယူလဲမွေးခြင်းငတ်ခြင်းဘေးကကာကွယ်ပေးနိုင်တယ်ဟုတ်လားဒါဥစဉ်တဲ့ပြောတာနော်သီလကဘာတာဝန်ယူနိုင်တယ်လဲသီလကအသက်ရှင်ခြင်းကျန်းမာရေးကောင်းခြင်းလူဘဝမှာချမ်းချမ်းသာသာနေရခြင်းဆိုတာတွေရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့လောကရန်တရားစိုးတွေကနေကာကွယ်နိုင်တယ်ဘာဝနာတရားကြတော့ပူလို့တောင်ကာကွယ်နိုင်တယ်ဟုတ်လားဘာဝနာတရားကြတော့စိတ်ထဲမှာတင့်မဲ့စိတ်ရဲ့ပူလောင်မှုတွေကစသူကာကွယ်နိုင်တယ်တရားရဲ့ပထမကာကွယ်ရေးတာဝန်ပေါ့နောက်တရားရဲ့ဒုတိယတာဝန်ကဘာလဲဆိုတော့ချမ်းသာဒုက္ခပြည့်စုံရေးတာဝန်လူစိတ်သောဒုက္ခမဝဟတိဟုတ်လားအဲ့ဒါချမ်းသာဒုက္ခနဲ့ပြည့်စုံရေးတာဝန်ပေါ့နောက်တရားရဲ့တတိယတာဝန်ကတော့နဒုက္ခတိံကိစ္စတိဓမ္မစာရိတဲ့မကောင်းတဲ့နေရာကိုမရောက်အောင်တားနိုင်တယ်ဆိုလိုတာကအနာဂတ်ရေးစိတ်အေးရအောင်တာဝန်ယူတာနော်အနာဂတ်ရေးကိုစိတ်အေးရအောင်တာဝန်ယူနိုင်တာတရားပဲရှိတယ်နော်ဒီမှာကြီးများတရားရဲ့အည်အသွေး၃ချက်ဒါတစ်မျိုးလေးပြောကြည့်တာနော်ဘေးအန္တရာယ်တွေကနေကာကွယ်နိုင်တယ်ချမ်းသာဒုက္ခအမျိုးမျိုးကိုပေးနိုင်တယ်အနာဂတ်ရေးကိုစိတ်အေးရစေတယ်တရားရဲ့စွမ်းရည်တတိဟုတ်လားဆိုကြပါစို့ဘာဝနာတရားပွားများမယ်ဝင်လေထွက်လေလေးမှတ်မယ်သို့မဟုတ်ခန္ဓာကိုယ်ရဲ့ထင်ရှားရာကိုတိနေတဲ့တတိပဋ္ဌာန်အလုပ်ကိုကြိုးစားမယ်နီလန်းကသိမခက်ခဲဘူးဗျတကယ်ယုံကြည်ဖို့နဲ့တကယ်လုပ်ဖို့ပဲလိုတယ်ဟုတ်လားအဲ့ဒါလို့တတိကလေးထားအတိကလေးထားပြီးတော့နေတဲ့အခိုက်အတန့်မှာနှလုံးစိတ်ဝမ်းဟာအေးချမ်းတယ်ချမ်းသာတယ်လက်တွေ့သိလို့ရတယ်ဘာလို့ချမ်းသာတယ်လဲဆိုတော့ဆင်းရဲအောင်လုပ်မဲ့အရာတွေအဲ့ဒီအချိန်မှာမရှိလို့ပဲဆင်းရဲအောင်လုပ်မဲ့အရာတွေကိုတရားကအဲ့ဒီအချိန်မှာဖယ်လိုက်လို့ပဲဆင်းရဲအောင်လုပ်မဲ့အရာတွေကဘယ်အရာတွေလဲဆိုတော့အလိုဆန္ဒတွေမကျေနပ်မှုတွေမေ့လျော့မှုတွေအဓိကအဖြစ်တော့ဒီ၃လုံးပဲမေ့လျော့မှုတွေးဝေမိုင်မဲမှုနော်မောဟပေါ့နော်အလိုဆန္ဒတွေကတော့လောဘပေါ့နော်မကျေနပ်မှုတွေစိတ်တိုင်းမကြမှုတွေကတော့ဒေါသပေါ့နော်တွေးဝေမိုင်မှုတွေကတော့မောဟပေါ့အဲ့ဒီတရားစိုးတွေကမိမိတို့ကိုဆင်းရဲစေတာအဲ့ဒီဆင်းရဲစေတဲ့တရားစိုးတွေကိုတရားကဖယ်ရှားနိုင်တဲ့အစွမ်းရှိတယ်သူတို့လည်းဖယ်လိုက်ရောစိတ်ဟာချမ်းသာသွားရောဒါလည်းတွေ့လို့မရဘူးလားရတယ်ဒါကြောင့်တကယ်တမ်းချမ်းသာမှုကိုဖြစ်စေတာဒီတရားပဲဆိုတာလေးလောကီအကျိုးပဲဖြစ်ဖြစ်လောကုတ္တရာအကျိုးပဲဖြစ်ဖြစ်ပြစ္ဆုတ်ပံချမ်းသာပဲဖြစ်ဖြစ်တန်လျာချမ်းသာပဲဖြစ်ဖြစ်ဒါနသီလသမာဓိပညာတို့ဒီတာနဲ့တတ္တဝါတွေကိုချမ်းသာဒုက္ခပေးတဲ့အရာဘယ်သူစီကမှမမျှော်လင့်နဲ့တရားစီကပဲမျှော်လင့်ဟုတ်ရဲ့လားတရားဆိုတဲ့နေရာမှာလဲသူများတရားစီကမျှော်လင့်လို့ရမလားမရဘူးအဲ့ဒီတရားကိုရှိအောင်ကိုယ်တိုင်ပဲလုပ်ရမှာအဲ့ဒါကိုယ်တာဝန်နော်ဒီနေရာမှာဦးဇင်းတို့တရားဟာချမ်းသာဒုက္ခကိုပေးတယ်ဆိုတော့ကိုယ်တာဝန်ဆိုတဲ့စကားလေးနဲ့စက်ပြီးတော့တာဝန်ကြီး၃ရက်ဆိုတာရှိတယ်ဗျအဲ့ဒါပြောခြင်းလေးတယ်နော်တာဝန်ကြီးဘယ်နှရက်တည်း၃ရက်တည်းအဲ့ဒီတာဝန်၃ရက်တည်းကတာဝန်2ရက်ကိုတော့ပေးတတ်ပေါင်းသူတော်ကောင်းတို့ကြာဘူးနာဝရှိတာများတယ်တတိယတာဝန်ကိုတော့ကြာဘူးနာဝနည်းနည်းနည်းမယ်လို့ထင်တယ်ပြောကြည့်ရအောင်နော်ပထမတာဝန်ကဘာလဲဆိုတော့မေရှံဟိပฏิပတ်တိကထေနမေဝဘာရောပฏิပတ်တိကထေနမေဝသူတော်ကောင်းတရားတွေချမ်းသာကြောင်းတရားတွေဆင်းရဲဝေးကြောင်းတရားတွေကိုဟောပြဖို့ဆိုတဲ့ဘာရောတာဝန်ကတော့
မေရှံဝငါဖရာဤပါတော်တောင်းချမ်းသာကြောင့်တရားတွေဆင်းရဲဝေးကြောင့်တရားတွေကိုဟောပြောပြသဆုံးမဖို့ရာကမြတ်စွာဘုရားရဲ့တာဝန်တဲ့ဒါပိသတို့သိရနော်အေးနောက်ဒုတိယတာဝန်ပฏิပတ်တိပူရဏပါဏသာဝကနံဘာရောပฏิပတ်တိပူရဏပါဏချမ်းသာကြောင့်တရားတွေဆင်းရဲဝေးကြောင့်တရားတွေကိုကျင့်သုံးဖို့ဆိုတဲ့ဘာရောတာဝန်ကတော့သာဝကနံသာဝကတို့ရဲ့ဘာရောတာဝန်နော်ချမ်းသာကြောင့်တရားတွေဆင်းရဲဝေးကြောင့်တရားတွေဆိုတဲ့အကျင့်မြတ်တွေကိုကျင့်သုံးဖို့ရကြတော့ဉာဏ်ရှိကြတဲ့တပည့်သာဝကတို့ရဲ့တာဝန်တဲ့ဒါကိုလည်းပိဿတို့သိရနော်တရားကိုဟောဖို့ရကဘုရားတာဝန်ကြည်ခဲ့ပြီနော်မြတ်စွာဘုရားဟောတဲ့အတိုင်းကျင့်သုံးဖို့ရကသာဝကတို့ရဲ့တာဝန်ဒါကတော့ကိုယ့်ပေါ်မှာမူတည်တာပေါ့ကြည်မကြည်ဆိုတာကနောက်တတိယတာဝန်အဲ့ဒီတတိယတာဝန်ကစိတ်ဝင်စားစရာကောင်းတယ်အာနိတန္တဒါနံဓမ္မနံဘာရောအာနိတန္တဒါနံဆင်းရဲဝေးခြင်းချမ်းသာခြင်းနဲ့ပြည့်စုံခြင်းဆိုတဲ့အကျိုးအာနိသင်ကိုပေးဖို့ရကြတော့ဓမ္မာနံတရားတော်မြတ်တို့ရဲ့ဘာရောတာဝန်ဟောချမ်းသာဒုက္ခတည်းဟူသောအကျိုးအာနိသင်ကိုပေးဖို့ရကြတော့ဘု து တာဝန်နဲ့တော့တရားရဲ့တာဝန်ကိုကတင်တဲ့တော့ငါတာဝန်ဆိုပြီးတော့ချမ်းသာဒုက္ခကိုဒါရိုက်ရအောင်ကိုကကြိုးစားကျင်တာအတ္တတွေနဲ့ဟုတ်လားတခါတလေကြတော့လည်းပဲဘုရားကပဲချမ်းသာပြီးတော့မလိုလိုကိုယ်တိုင်ပဲကြောင်းကြိုက်ပြီးတော့ထလိုရတော့မလိုလိုဟိုလူကပေးမလိုလိုဒီလူကပေးမလိုလိုတကယ်တမ်းချမ်းသာဒုက္ခကိုပေးဖို့ရကဘု து တာဝန်လို့တရားရဲ့တာဝန်ဒါကိုနည်းနည်းလေးနားရှင်းအောင်ရှင်းပြအောင်မယ်ဆိုကြပါစို့ပေတတုမှာခေါင်းကိုက်တာတို့ဗိုက်နာတာတို့အပေါ်ကြီးကယောဂဝေဒနာတွေဖြစ်တယ်မို့လားဖြစ်တယ်အဲ့ဒီခေါင်းကိုက်လာပြီဆိုလို့ရှိရင်အဲ့ဒီခေါင်းကိုက်တဲ့ဝေဒနာကြီးကိုကိုယ့်ရဲ့လက်နဲ့ဆွဲထုတ်ပြီးတော့လွှတ်ပြလိုက်လို့ရလားမရဘူးအဲ့ဒီခေါင်းကိုက်ရင်ဘာလုပ်မလဲပါရာစီတမောတောင်းမယ်ဘိုင်အော်ချက်စစ်တောင်းမယ်ပေါ့ဘာလုပ်တာတော့ဆိုတော့ဒါကိုဖယ်နိုင်တဲ့အရာကိုပိုက်ထဲထည့်ရတာဒီယောဂါကိုဖယ်ဖို့အတွက်ကိုယ်မစွမ်းလို့ဆေးကိုအားကိုးရတာအဲ့ဒီတော့ယောဂါကိုကိုယ်ကဖယ်တာလားဆေးကဖယ်တာလားဆေးကဖယ်တာအဲ့ဒီဆေးကိုကိုကမြူချတာမို့ကိုကရှာဖွေပြီးတော့မြူချတာမို့ကိုကဖယ်တယ်လို့ပြောမယ်ဆိုရင်လည်းပြောလို့တော့ရပါရဲ့သို့တော့အဲ့ဒါတွယ်ပိုက်သောနည်းအားဖြင့်ပဲပြောလို့ရမယ်တဲ့တဲ့ယောဂဝေဒနာကိုကိုကမဖယ်နိုင်လို့မို့ဆေးကိုတောင်းရတာဘယ်သူကဖယ်တာလို့ဆေးကဖယ်တာအဲ့လိုပဲဆင်းရဲဒုက္ခတွေဖယ်ပြီးတော့ချမ်းသာဒုက္ခရောက်ရှိလာအောင်ဆောင်ကျင်းပေးတာအကျိုးအာနိသင်ကိုပေးတာတရားကပေးတာကိုကပေးတာမဟုတ်နော်ဒါပေမဲ့အဲ့ဒီတရားကိုကိုယ်တန်တာမှာတည်အောင်ကိုကကြိုးစားရတဲ့အတွက်ကြောင့်ကိုကချမ်းသာဒုက္ခကိုရှာတာလို့ပြောမယ်ဆိုရင်တော့တွယ်ဝိုက်သောနည်းအဖြစ်တော့ပြောလို့ရတယ်ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားဆိုတာတဲ့ယောဂဝေဒနာတွေကိုပျောက်ကင်းအောင်ကုနိုင်တဲ့ယောဂလက္ခဏာတွေကိုဆေးအကြောင်းကိုအကုန်လုံးကျွမ်းကျင်နားလေတဲ့အတုမဲ့သမားတော်ကြီးနဲ့တူတယ်တဲ့တရားတော်တွေဆိုတာကတော့ဆေးတွေနဲ့တူတယ်တဲ့တရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တတ္တဝါတွေဆိုတာကယောဂတွေနဲ့တူတယ်တဲ့ယောဂမှာနှစ်ခုနော်နှစ်ဖက်ညှက်ပိတ်ပြီးတော့နှိမ့်ဆက်နေတာရုပ်ပိုင်းဆိုင်ရာယောဂတွေကတော့အမြဲတမ်းရှိနေတယ်စိတ်ပိုင်းဆိုင်ရာယောဂကသူ့တဲ့တောင်ပိုးစိတ်သေးတယ်ဟုတ်လားရုပ်ပိုင်းဆိုင်ရာယောဂကမှတစ်ခါတစ်ခါနေတာထိုင်တာရှိတယ်ဆိုတာရှိသေးတယ်စိတ်ပိုင်းဆိုင်ရာယောဂဆိုတာကတရားနဲ့ကင်းတာနဲ့တပြိုင်တည်းသူတစ်ခါတည်းယောဂထားတာပဲဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့တာဝန်3ရက်ဆိုတာလေးနဲ့ကပ်ပြီးတော့စဉ်းစားသိခြင်းနဲ့နော်ဟောဖို့ရကဘုရားတာဝန်ဟောတဲ့အတိုင်းကျင့်ဖို့ရကတာဝကရဲ့တာဝန်ချမ်းသာဒုက္ခဒီဟုသောအကျိုးအာနိသင်ကိုပေးဖို့ရကြတော့တရားတော်ရဲ့တာဝန်ဒါကြောင့်ကိုယ်ဘဝမှာချမ်းသာဒုက္ခပေးမဲ့အရာဒီသူတော်ကောင်းတရားပဲလို့ဒုတိယအမေးနဲ့အဖြေကိုအဲ့လိုမှတ်ရမယ်ဟုတ်ရဲ့လားနှစ်ခုပြီးသွားပြီနော်တတိယအမေးရဲ့အဖြေကိုသွားကြရအောင်ဗာမေးတာတော့နော်အားရှိပါတယ်ဦးဇင်းကတရားဟောရတာဟုတ်လားအရသာတကအရသာတွေမှာဘယ်အရသာသည်အမျက်ဆုံးအချို့ဆုံးအကောင်းဆုံးအရသာလေတဲ့အဲ့ဒါကိုမြတ်စွာဘုရားဖြေတော်မူပုံကလေးသစ္စာဝေသာတုတရရတနာဒေဝဗုဒ္ဓတိလိုရင်းနဲ့မေးလျှောက်လာတဲ့ဩနန္တရတနာအရသာတကအရသာတို့တွင်သစ္စာမှန်ကန်ခြင်းဆိုတဲ့သစ္စာတရားသည်
တာတုတရအကောင်းဆုံးအချိုဆုံးအရသာမြည်ပါပြီတဲ့အရသာတကအရသာထဲမှာအကောင်းဆုံးအရသာဒီသစ္စာတရားပဲတဲ့ဟုတ်ရလားသစ္စာတရားပဲတဲ့သစ္စာတရားဆိုတော့ဒီနေရာမှာမင်းကုန်းဆိုတော့ဘုရားကြီးကသစ္စာဆိုတာနဲ့ပတ်သက်ပြီးတော့၃မျိုးလောက်အဓိပ္ပာယ်ဖွင့်ဆိုတယ်ဒီတည်းရေလေးလေးနက်နက်မှတ်ရအောင်တရားကလေးနက်တဲ့အပိုင်းလေးကိုရောက်လာတယ်နော်နံပါတ်1သစ္စာဘာပြောလဲဆိုတော့ဝစီသစ္စာတဲ့ဝစီသစ္စာဆိုတာကမိမိရဲ့နှုတ်ကထွက်တဲ့စကားကမှန်လို့မှုကိုမှန်နေတာငါသည်အမေဤသမီးမှန်ပါဤမမှန်ဘူးလားမှန်ပါဗျာဘယ်သူမှမငြင်းနိုင်ဘူးနော်အေးငါသည်အမေဤသားမှန်ပါဤမှန်တယ်နော်အေးအဲ့လိုမျိုးစကားမျိုးကိုဝစီသစ္စာလို့ဆိုတယ်ဆိုကြပါစို့ပေတတုရှင်းအောင်ပြောရရင်ဦးဇင်းတို့ဘုရားလောင်းငုံမဲသစ္စာပြုတယ်ကြားဘူးတယ်နော်တော်မီတွေလောင်းလာတော့အမေအဖေဖြစ်တဲ့ငှက်ဖို့နဲ့ငှက်မကပြစ်သွားတော့ဘုရားလောင်းလေးကမိတွေကိုကြည့်ပြီးတော့ငါမာတဲ့အတောင်ပံရှိပါတယ်ဒါပေမဲ့ငါမပြန်နိုင်သေးပါဘူးငါမှခြေထောက်တွေတော့ရှိပါတယ်ဒါပေမဲ့ငါမပြေးနိုင်သေးပါဘူးအမေအဖေကလည်းပြစ်ပြေးပါပြီဤမှန်တဲ့သစ္စာစကားကြောင့်တော်မီကြီးရပ်ပါအဲ့ဒီလိုစကားမျိုးကိုဝစီသစ္စာလို့ခေါ်တယ်မှန်တဲ့စကားကိုပြောတာသူကလည်းစွန့်တယ်နော်အဲ့ဒါလိုမှန်တာလေးမြန်ပြောရရင်အရသာရှိတယ်ကြားရတဲ့လူလည်းအရသာရှိတယ်အပူတွေအလိုနဲ့ကြွားတာတွေဝါတာတွေပြောရင်အင်မတန်နာခါတယ်ဟုတ်ရဲ့လားမှန်ကန်တဲ့စကားဒီပြောတဲ့လူရဲ့နှုတ်ကိုလည်းအရသာရှိသေးတယ်ကြားရတဲ့လူရဲ့နားကိုလည်းအရသာရှိသေးတယ်ဒါဝစီသစ္စာပဲရှိသေးတယ်နော်နောက်သစ္စာတစ်မျိုးကဝိရတိသစ္စာတဲ့ဝိရတိသစ္စာဆိုတာကပေတတုသောတော်တုံးကစောင့်ထိန်လိုက်တဲ့မှုသာဝါဒဝေရမဏိလိန်ညာတဲ့စကားကနေရှောင်ကျင်တာဟုတ်ရဲ့လားဆိုကြပါစို့ဦးဇင်းတို့အထုအထိပ်ပြောရရင်တရားရုံးတွေမှာဘယ်သူတွေပါပဲဖြစ်ဖြစ်မှန်တာကိုပဲပြောမယ်တက်တိတ်မှားယွင်းတာတွေမလိုက်ဘူးဟုတ်လားအကုန်လုံးကိုမှန်တဲ့ဘက်ကပဲရက်တည်မယ်နော်တိလျက်နဲ့ချွတ်ယွင်းတဲ့စကားကိုဘယ်တော့ခါကာလမှာမပြောဘူးအဲ့ဒါဝိရတိသစ္စာအဲ့ဒီသစ္စာဒီလည်းပဲအင်မတန်ချိုတယ်ဟုတ်ရဲ့လားအေးဒါကတော့စကားနဲ့ပတ်သက်တဲ့သစ္စာပေါ့အင်မတန်အရေးကြီးပါတယ်ဒီသစ္စာဒီသစ္စာတွေလောကကြီးမှာစိတ်သုံးနေလို့နေရထိုင်ရတာအရသာတွေနည်းနေတာဗျလူတွေတယောက်နဲ့တယောက်ပေါင်းသိရတာဆက်ဆံရတာအရသာသိမရှိဘူးဘာဖြစ်လို့တုံးဆိုတော့သစ္စာမှသိမရှိပဲကိုဟန်နေနဲ့ဆက်ဆံနေကြတာအပေါ်ယံနေနဲ့ဆက်ဆံနေကြတာဟုတ်ရဲ့လားနော်စကားတွေကယာနှုံးကြီးမမှန်ဘူးတယောက်ကိုတယောက်ယာနှုံးကြီးမယုံကြည်ရဘူးငါ့ကိုလိမ်မြန်လိမ်နေတာလားလို့တွေးနေရတယ်ဟုတ်ရဲ့လားအဲ့ဒါလိုတယောက်နဲ့တယောက်ဆက်ဆံကြတာဟာဥစဉ်ထင်ပါတယ်မျက်နှာအစစ်ကိုမပြဘဲနဲ့မျက်နှာဖုံးနေနဲ့ဆက်ဆံနေတယ်လို့ထင်တာပဲဒီမှာကြီးဟုတ်လားအဲ့ဒါဟုတ်တယ်နော်မျက်နှာတွေကအပြောင်းလဲကအင်မတန်များတယ်ရှိတဲ့လူနဲ့တွေ့တော့တစ်မျိုးမရှိတဲ့လူနဲ့တွေ့တော့တစ်မျိုးကိုယ့်ရဲ့သားတယ်လို့ထင်တဲ့လူနဲ့တွေ့တော့တစ်မျိုးကိုယ်အောက်ကြတယ်လို့ထင်တဲ့လူတွေနဲ့တွေ့တော့တစ်မျိုးအမျိုးမျိုးပဲဒီမျက်နှာမူကိုသိပြီးတော့မသိဘူးဟုတ်ရဲ့လားအဲ့ဒါလိုမျိုးတွေးမိတာတွေရှောက်ပြောတာပါဒီကမာကြီးတွေအဲ့တော့လောကကြီးမှာအရာသာတွေကအဲ့ဒါကြောင့်နည်းနေတာနော်ပေါင်းတင်ဆက်ဆံရတာစိတ်မချရမှာတော့ဘယ်အရာသာရှိတော့မှာလဲစိတ်ချရတာအင်မတန်ကောင်းတယ်ခုတယောက်ကိုတယောက်ယာနှုံးပြီးစိတ်မချရဘူးငါမြဘလို့များပါပါများလှီးသွားမှာလဲစဉ်းစားနေရတယ်ဟုတ်လားထားပါတော့အဲ့တော့သစ္စာဘယ်နှမျိုးရှိပြီတော့2မျိုးရှိပြီနောက်ထပ်တစ်မျိုးကပရမတ္ထသစ္စာတဲ့ပရမတ္ထသစ္စာဆိုတာနိဗ္ဗာန်ပြောတာနိဗ္ဗာန်ချမ်းသာကိုပြောတာနိဗ္ဗာန်ချမ်းသာဆိုတဲ့ပရမတ္ထသစ္စာဒီအရသာတကအရသာထဲမှာအကောင်းဆုံးအရသာပဲဟုတ်ရဲ့လားကုသိုလ်ကြပါစို့တရားဓမ္မတို့ဦးဇင်းတို့တွေနိဗ္ဗာန်ဆိုတဲ့အရာသာကိုမခံစားဘူးသေးတော့လက်ဝယ်မပိုင်သေးတော့ဒါတင်စားပြောတာပေါ့နော်အဲ့လိုမိမိရရမခံစားဘူးသေးတော့ကြံတဲ့အရာသာတွေကိုအကောင်းထင်ပြီးတော့ရှားနေရတာသူ့ထက်ကောင်းတဲ့အရာသာတွေကိုမတွေ့သေးတော့ဒီရသာနဲ့ရှင်းလက်နေရတာပေါ့မြင်ရင်အရာသာရှိနိုးနိုးကိုမြင်နေတာလေးမြင်လိုက်ရရင်ကိုကြားနေတာလေးကြားလိုက်ရရင်အရာသာရှိနိုးနိုးစားနေတာလေးစားလိုက်ရရင်အရာသာရှိနိုးနိုးကောင်းနိုးနိုးနဲ့စားငံရီကိုတောက်မိတဲ့လူလိုနောက်တစ်ခွက်တောက်လိုက်ရင်တော့အငတ်ပြေတံကောင်းရဲ့ကျင့်လက်မှုရတံကောင်းရဲ့
နောက်တစ်ခွက်တောက်လိုက်ရင်တော့ကျဉ်းနှမှုရတာကောင်းရဲ့ဗိုက်သာကဲလာတယ်ပိုးပြီးတော့စားလာတယ်ကျဉ်းနှမှုကမရလိုက်ဘူးအကောင်းဆုံးအရသာတွေမှမဟုတ်ဖေးကိုဒါဥစဉ်တို့လည်းဒီတိုင်းမှာပဲနော်မြင်ရင်ကောင်းလို့တို့ကြားရင်ကောင်းလို့တို့ဒီအာယုန်တွေရဲ့အရသာကိုပဲအကောင်းတင်ပြီးတော့လိုက်နေရဘာဖြစ်လို့သူ့ကိုအကောင်းတင်နေတာလဲသူ့ထက်ကောင်းတာမှကိုယ်မှမခံစားဘူးသေးပဲနဲ့နှိုင်းရှင်စရာမရှိဘူးတရားဓမ္မတို့ဥစဉ်တို့မှာတခုတည်းပဲများသောအားဖြင့်ကြိုက်မကြိုက်ဒါပဲဟုတ်လားတဲ့ပြောတာနော်ဟိုဘက်မှာဒီနိဗ္ဗာန်ချမ်းသာကတိတ်ကောင်းပါတယ်လို့ဟာဒါတိတ်မကောင်းဘူးဟိုကမှကောင်းနေလို့ကိုယ်မှနှိုင်းရှင်ပြီးတော့ရွေးချယ်စရာမရှိဘူးဖြစ်နေတယ်ဒါကအရိယာမဖြစ်သေးသမျှနိဗ္ဗာန်ရဲ့အရာကိုအဲ့လိုမျိုးခိုင်ခိုင်မာမာဘယ်လိုလုပ်ခံစားမှာတော့ဟုတ်ရဲ့လားအေးဝိပဿနာတရားလေးပါလေးပွားများအားထုတ်လို့တရင်ကကိလေသာငြိမ်းလို့တရင်ကစိတ်ချမ်းသာမှုကလေးတွေတော့လူတိုင်းရဘူးတာပေါ့ဟုတ်လားလူတိုင်းဒီပါရဘူးကြမှာပါနော်အေးအဲ့ဒီအရာသာတောင်မှမြင်ရတာလည်းမဟုတ်ကြားရတာလည်းမဟုတ်စားရတာလည်းမဟုတ်ဖဲနဲ့အော်အေးချမ်းလိုက်တာစိတ်ထဲမှာတချို့များဆိုရင်မျက်ရည်တောင်တောက်ကြတယ်နော်စဉ်းစားကြည့်နော်တရားရဲ့အရာသာဒါနိဗ္ဗာန်အစစ်ရဲ့အရာသာမဟုတ်သေးဘူးဟုတ်လားမြင်ရတာလည်းမဟုတ်ကြားရတာလည်းမဟုတ်ဘဲနဲ့ဘယ်နဲ့ကြောင့်အဲ့လောက်ကြီးကောင်းနေလို့စိတ်ထဲမှာခံစားလိုက်ရတယ်လေကောင်းလို့မို့ကောင်းနေလို့ခံစားလိုက်ရတာပေါ့ဟုတ်ရဲ့လားအေးအဲ့ဒီတော့အရာသာတကအရာသာထဲမှာနိဗ္ဗာန်ရဲ့အရာသာဒီအကောင်းဆုံးဆိုတဲ့စကားလေးကိုသဘောပေါက်ဖို့လိုတယ်ဒီတော့နိဗ္ဗာန်ဆိုတာဘာလဲနည်းနည်းတော့ပြောကြအောင်ဆိုဗျမြတ်စွာဘုရားတဲ့ဖြေထားတယ်နိဗ္ဗာန်ဆိုတာဘာလဲဆိုရင်တဲ့ယာကကင်းတဲ့အခိုက်အတန့်ဟုတ်လားယာကကင်းရာဒေါသကင်းရာမောဟကင်းရာအဲ့ဒါနိဗ္ဗာန်ပဲတဲ့ဟုတ်လားအဲ့တော့ဆိုလိုတာကဒါလေးကိုဦးဇင်းကလူငယ်တွေအတွက်ရည်ရွယ်ပြောတာနော်ကိုယ်တန်တန်မှာဆွဲလန်းမှုတွေမမောမှုတွေမကျေနပ်မှုတွေအလိုမကျမှုတွေတွေးဝေမိုင်မဲမှုတွေတရင်ကညင်းအောင်လုပ်နိုင်အဲ့ဒီအချိန်မှာတရင်ကနိဗ္ဗာန်ရတယ်လို့ပြောလို့မရဘူးလားရတယ်အဲ့ဒီအချိန်မှာမချမ်းသာဘူးလားချမ်းသာတယ်ဒါဥစဉ်တို့တကယ်သစ္စာလေးပါးထိုးထွင်းသိမြင်တဲ့မဲ့ဉဏ်ပူဉဏ်နဲ့နိဗ္ဗာန်ကိုအာရုံပြုရတဲ့နိဗ္ဗာန်မျိုးမဟုတ်သေးပါဘူးဟုတ်ရဲ့လားအေးအဲ့ဒီနိဗ္ဗာန်ဆိုရင်ဘယ်လောက်ကောင်းမလဲဒါစဉ်းစားရပါဥစဉ်တို့မြတ်စွာဘုရားမဟာကန္ဒီပြပိုက်ကြီးကိုဟောထားတဲ့စကားတော်တွေကိုစုပြီးတော့မဟာကန္ဒီယသုတ်တံဆိုပြီးတော့မေဇိမနိကေမှာရှိတယ်ဗျအဲ့ဒီမေဇိမနိကေမှာပြောထားတဲ့စကားတွေအများကြီးတွေကဒီနေရာနဲ့ဆက်ဆိုင်တဲ့စကားလေးတစ်လုံးဥစဉ်ပြောပြခြင်းလေမြတ်စွာဘုရားပြောတာငါတဲ့ဒီနိဗ္ဗာန်ရဲ့ချမ်းသာသစ္စာလေးပါးကိုထုတ်ထွင်းမသိခင်တုန်းကငါလည်းပဲမြင်ခြင်းဟာကောင်းမလားကြားရတာကောင်းမလားဆိုပြီးတော့အဲ့ဒီအာယုန်တွေကိုအမျက်တနိုးနဲ့အများကြီးလိုက်ပြီးတော့ငါအများကြီးခံစားခဲ့တာပဲတဲ့ရတော်တဲ့အမှုပြုတဲ့မောင်မပေါင်းများစွာနဲ့ဟုတ်လားຫນွေကမိုးကဆောင်းကထိနှန်းကြီးစိတ်သိအမျိုးမျိုးမြတ်စွာဘုရား